ก๋วยเตี๋ยวแห้งဆိုတာခောက်ဆွဲအချောက်ကိုပြောတာနော်ခောက်ဆွဲတုပ်ကိုပြောတာအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကျမတို့ခောက်ဆွဲဆိုင်ကိုဝင်သွားပြီးတော့ခောက်ဆွဲမှာစားမယ်ဆိုလို့ရှိရင်တော့ဘယ်လိုတွေထိုင်းလိုမျိုးပြောရမလဲဆိုတာကိုဒီနေ့လက်တင်ပြမှာဖြစ်ပါတယ်ก๋วยเตี๋ยวခောက်ဆွဲก๋วยเตี๋ยวน้ำဟင်းရည်နဲ့ခောက်ဆွဲน้ำใสก๋วยเตี๋ยวน้ำใสလို့လည်းပြောလို့ရတယ်နော်ก๋วยเตี๋ยวน้ำใสဆိုရင်နော်ဒီဟင်းရည်နဲ့ခောက်ဆွဲကိုပြောတာဟင်းရည်အကြည့်နဲ့ပေါ့နော်ก๋วยเตี๋ยวน้ำตกဆိုတာကတော့သွေးနဲ့လှုပ်ထားတဲ့ခောက်ဆွဲဟင်းရည်အနောက်ကိုပြောတာနော်သွေးပါတဲ့ခောက်ဆွဲဟင်းရည်အနောက်ကိုก๋วยเตี๋ยวน้ำตกလို့ခေါ်တယ်ก๋วยเตี๋ยวน้ำตกเอาต้มยำก๋วยเตี๋ยวต้มยำကကြတော့ချင်းငန်ဆက်ต้มยำအရသာကိုပြောတာနော်ก๋วยเตี๋ยวต้มยำเส้นเล็กခောက်ဆွဲအသေးကိုပြောတာနော်เส้นเล็กခောက်ဆွဲပြားကြီးကိုကြတော့เส้นใหญ่ก๋วยเตี๋ยวเส้นใหญ่အဲ့လိုပြောလေးရတယ်နော်ဒီဝတ်သားတုတ်ထိုးဆိုင်တွေမှာကြာဆန်ကြော်ဒီပါတွေအမျိုးကြာဆန်လိုမျိုးဥစ္စာကိုကြတော့စက်မီခါလို့ခေါ်တယ်နော်မြန်မာလူမျိုးကကြတော့ဒီပက်ကလာဟင်းထဲမှာထည့်ချက်တဲ့ကြာဆန်ကိုလည်းကြာဆန်ပြီးတော့အဲ့ဒီဝတ်သားတုတ်ထိုးဆိုင်ရာဟာကိုလည်းကြာဆန်အဲ့လိုမျိုးပဲခေါ်နေကြမလို့အဲ့ဒါကြောင့်မလို့ခေါ်တာမမအောင်လို့သိချာမေးတင်ပြမယ်နော်အဲ့ဒီဝတ်သားတုတ်ထိုးဆိုင်တွေမှာရောင်းတဲ့ကြာဆန်ကြော်လိုမျိုးဟာကိုကြတော့ထိုင်းမှာကစက်မီခါလို့ခေါ်တယ်နော်မီခါပြီးတော့ဒီပက်ကလာဟင်းတွေကြာဆန်ချက်တွေမှာထည့်ချက်တဲ့ဟင်းအဲ့ဒီကြာဆန်ကိုကြတော့ဝင်းစင်လို့ခေါ်တယ်ဝင်းစင်ပြီးတော့နောက်ထပ်တစ်မျိုးကစင်မမဆိုတာကတော့မမလိုမျိုးခောက်ဆွဲကိုပြောတာနော်စင်မမစင်ဘะหมี่လို့ပြောလို့ရတယ်နော်စင်ဘะหมี่ဆိုတာကတော့ကျုပ်ခောက်ဆွဲကိုပြောတာနော်စင်ဘะหมี่ကျုပ်ခောက်ဆွဲธรรมดาရိုးမှာတာနော်ธรรมดาเอาพิเศษshare မှာတာနော်เอาพิเศษဆိုရင် share လုပ်ပေးလို့ပြောတာနော်1ถ้วยတပကံ2ถ้วย2นับปะกัน